မြေမှာသည်ပကူတိုင်းဌာနီတာယာဝတီခိုင်30မြို့အပိုင်းရှင်ရင်ကောင်းရွာကလေးမှာသည်ကျွန်တော်ကိုဖွာမြင်သည်ကျွန်တော်တို့ဌာနီပြောစရာကောင်းသည်စိတ်လန်းနဲ့ဆိုင်ကင်းများနဲ့ရင်တီးခဲ့မွေးရမည်မှားသည်ပကူတိုင်းဌာနီတာယာဝတီခိုင်30မြို့အပိုင်းရှင်ရင်ကောင်းရွာကလေးမှာသည်ကျွန်တော်ကိုဖွာမြင်သည်တော်တလေးမှာကြည်ပြင်းငယ်ရကျွန်တော်ဘဝဇာကြောင်းသည်လေတော်ရဲသွားရင်လေတချစ်ဆိုသွားခဲ့သည်အလှဝဲမင်္ဂလာပွဲတိုင်းကျွန်တော်ဒီဆိုသည်ရရင်ရွာရင်လူရည်တန်းရင်ရှေးဆုံးကကျွန်တော်ပါနေသည်ဖေဖေကမေးပြန်တာငါသားကြည့်ရင်ဘာလုပ်မည်ဆရာဝန်ကြီးလုံမလာသည်စစ်ဖို့ကြီးလုံပါလာသည်ဒါပေမဲ့ကျွန်တော်မမှုဘူးနုပညာဝါသနာပါတခြင်းဆိုတော့ကျွန်တော်လုပ်ချင်တာလွမ်းဆွေးတခြင်းတွေသာဒီကျွေးလို့ဆိုမှာ Kill like kiss တိုင်းတွေဖန်နီးရင်မှာလွမ်းဆွေးတခြင်းတွေသာဒီကျွေးလို့ဆိုမှာ Kill like kiss တိုင်းတွေဖန်နီးရင်မှာကျွန်တော်လည်းမြမလေးမှုပါမြမတန်စင်တေးကလေးတွေဒီဆိုကရေးပြမည်မြမသွေးမြမသားမှုဒီကျွန်တော်နာမည်ထနိုင်ဟုခေါ်သည်ပြောစရာကောင်းသည်စိတ်လန်းနဲ့ဆိုင်ကင်းများနဲ့ရင်တီးခဲ့မွေးရမည်မှားသည်ပကူတိုင်းဌာနီတာယာဝတီခိုင်30မြို့အပိုင်းရှင်ရင်ကောင်းရွာကလေးမှာသည်ကျွန်တော်ကိုဖွာမြင်သည်တော်တလေးမှာကြည်ပြင်းငယ်ရကျွန်တော်ဘဝဇာကြောင်းသည်လေတော်ရဲသွားရင်လေတချစ်ဆိုသွားခဲ့သည်အလှဝဲမင်္ဂလာပွဲတိုင်းကျွန်တော်ဒီဆိုသည်ရရင်ရွာရင်လူရည်တန်းရင်ရှေးဆုံးကကျွန်တော်ပါနေသည်ဖေဖေကမေးပြန်တာငါသားကြည့်ရင်ဘာလုပ်မည်ဆရာဝန်ကြီးလုံမလာသည်စစ်ဖို့ကြီးလုံပါလာသည်ဒါပေမဲ့ကျွန်တော်မမှုဘူးနုပညာဝါသနာပါတခြင်းဆိုတော့ကျွန်တော်လုပ်ချင်တာလွမ်းဆွေးတခြင်းတွေသာဒီကျွေးလို့ဆိုမှာ Kill like kiss တိုင်းတွေဖန်နီးရင်မှာလွမ်းဆွေးတခြင်းတွေသာဒီကျွေးလို့ဆိုမှာ Kill like kiss တိုင်းတွေဖန်နီးရင်မှာကျွန်တော်လည်းမြမလေးမှုပါမြမတန်စင်တေးကလေးတွေဒီဆိုကရေးပြမည်မြမသွေးမြမသားမှုဒီကျွန်တော်နာမည်ထနိုင်ဟုခေါ်သည်